မျိုးကြီးရောအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှဆိုရင်တော့မေဟန်မုတ်သွားဆော့ထားတာပဲဖြစ်ပါတယ်မေဟန်မုတ်မှာဆိုရင်နာရူတိုစကဲအားလုံးကိုကြိုက်လို့ရမယ်ဖြစ်ပါတယ်ကဲဒီနေ့မှဆိုရင်တော့ဒီဘက်ကလူကတ်နဲ့ပိုင်းဝင်ချတယ်ဘောနော်ဒီကျွန်တော်ပြောချင်တာကတော့ ဒီဗီဒီယိုက4မိနစ်ကျော်ကြီးတော့ကြာတယ်ဘောနော်ကျွန်တော်နောက်ကဆိုရင်တော့20စက္ကန့်စာဗီဒီယိုပဲတက်ပါမယ်အခုကတော့4မိနစ်ကျော်ကြီးတော့ကြာသွားတာဘောနော်တော့တိတ်ပြောတော့အဆင်မပြေဘူး4မိနစ်ကျော်ကြီးဆိုတော့ကျွန်တော်နောက်ဗီဒီယိုဆိုရင်တော့နောက်ဗီဒီယိုမှာတော့20စက္ကန့်ပဲကျွန်တော်20စက္ကန့်ဗီဒီယိုပဲလုပ်တော့ပါကဲဒီညမှာဆိုရင်လည်းလူကထက်ချရပေါ့နော်ဟိုမှာဆိုရင်နောက်လိုက်မလို့ပဲဒါမှလည်းခရီးလာတော့လူကပဲဖြစ်သွားအမအကောင်နဲ့ကြိတ်တယ်အဲ့ဒီပြိုင်လို့ဖွင့်တယ်သုံးတယ်ကျွန်တော်အဲ့ဒီလွဲတယ်အဲ့တော့အကောင်ပို့ပြီးတမ်းပဲရေးလို့ထင်ရတယ်ဒါမှမဟုတ်ဘူးကျွန်တော်ကကီးနေကွာဒီမှာဆိုရရောက်လာတယ်ကျွန်တော်လည်းကျုံနေအဲ့လိုမျိုးဖြစ်ရင်ကျွန်တော်ပြန်ကျုံနိုင်လားလို့ကျွန်တော်အဲ့နေရာမှာစကေးဝတ်တာပွင့်လို့ရှိရင်အကောင်ရှိုးရတယ်ပေါ့နော်အမနာရူတိုတာဝါထိဝေကျုံတယ်တည်သွားတယ်ကင်မရာဘာဝင်လာလို့တာလဲတော့မသိဘူးသူတာဝါပြပြီးရှိုးသွားတယ်အမနာရူတိုနောက်လိုက်တယ်ပေါ့နာရူတိုအဲ့တော့မုန်းဟိုဘက်ကနာရူတိုမုန်းတယ်ဒီဟိုတွေကအန်မဲတွေကနာရူတိုကမုန်းတော့တူပဲကျွန်တော်ကြိုက်တယ်ကဲအမခါရှိဘာရှိပါလဲလို့ကြည့်ရဗျာနော် favorite မီနာတိုလေးอ่ะ collab လုပ်ပြီးမီနာတိုကို collab လုပ်မီနာတိုလဲဆိုလို့ဖြစ်ပါဖြစ်ပေါ့အစဆိုးယူအစလင်းစကင်ထွန်းလင်းကစာစကဲလို့ထင်ယောက်ျော်ရှင်လို့ထင်တာပြီးတော့မဟုတ်ဘူးလူကတ်ကတော်တော်လေးလိုက်ပါတယ်ကျွန်တော်ကိုမီရာစတူတူပဲဟိုကောင်ကလည်းတူတူပဲစူစာနိုထုတ်ရရဲ့နော်မယ်ပါစူစာနိုကြီးပါတယ်သူ့ရဲ့စူစာနိုပုံစံဟိုရှီဇူကြီးနဲ့ရှီဇူကြီးရဲ့စူစာနိုနော်မယ်ပါကျွန်တော်နော်မယ်ကကျွန်တော်ရှီဇူကြီးဟိုမှာကျွန်တော်စာစကဲဒီမှာကျုံးတယ်ပေါ့နော်ကာလီယောရှေ့ကျုံးတာကျွန်တော်တပကေးရတော့ထရပကေးရမှထင်တာပြီးတော့ကင်မရာရသွားတယ်နော်ကဲမဘရာသာတို့ကြည့်လိုက်ကြမဟုတ်ကောနေလိုက်ကျုံးတယ်တော့ကျွန်တော်တွေ့ရပဲရှေ့ရမှာအဲ့ဒီပြန်မွေးလို့လိုက်ပြန်ကျုံးတာအကောင်နေပြန်ရှောကုန်အဲ့ဒီမွေးလို့လိုက်ကျုံးတာအကောင်နေပြန်ရှောကုန်ကာရှိကတော့လွတ်သွားအကောင်အမကြောင်ပြောင်းနေကျွန်တော်သမီးရောင်လိုက်တော့စကီးတူးရင်သုံးခဲ့လို့ရှိရင်ကျွန်တော်ပြေးရပါတော့အဲ့ညမှာကာလီယာနောက်လိုက်တယ်ပေါ့နော်ဘရိုးတစ်ချက်ရှိုးအောင်မှာအမှနော်လူကတ်ကလိုက်လာနော်ကျွန်တော်တကွာပြလိုက်တာလူကတ်သူအမှ arrival နဲ့အိမ်ပြန်ချလာအမှလူကတ်လည်းသူပြန်ရောသွားတို့ချိန်မှာကျွန်တော်မကြည့်နော်စိုးယူနေစီနော်ကျွန်တော်ကိုယ့်ကိုပတ်စားနေနော်မကြည့်တာစိုးယူရောက်ချလာဘာလို့အစီမစားဘူးပေါ့နော်အကောင်ကျုံးနေတော့ကြည့်ကျုံးတာပေါ့နော်အကောင်အဲ့ကစားတော့ဘတ်လူသွားဆိုပြီးတော့မရရအောင်ပြန်လိုက်ကျုံးတာချိန်မှာဘေးရလည်းအဲ့ဒီတုံးနိုင်လာကွက်တီပဲအမဟိုကီးလိုက်ရောအကောင်ဒီနေရာမှာဆိုရင်ကျွန်တော်ဖြတ်ဖို့မေ့သွားတယ်ပေါ့နော်တော့ဒီနေရာလေးကိုတော့နည်းနည်းအသီးခံကြည့်ပေးကြပါတော့အဲ့ဒါကြောင့်လည်း4မိနစ်ကျော်ကြာသွားတာပါအဲ့ကြောင့်တော့မော်4မိနစ်ကျော်ရလုံးဝကြာမှာမဟုတ်ပါဘူးကဲဆိုကဲမကြောဘူးမေးနေတာလို့ဟုတ်သေးဘူးလေကြောဘူးမေးနေမဟုတ်ဒီနားမှာကြီးရလို့လားမသိဘူးမဟုတ်ဘူးဒီကောင်ကျွန်တော်တက်တာကြီးမရလိုက်ဘူးဗျဟွာလေအိမ်ကကြောဘူးမေးနေဟုတ်တယ်ကြောဘူးမေးကဲခုကတော့ဒီနားပြန်ရောက်သွားပြီလို့ကျွန်တော်ဖြတ်ထားတာမှားသွားတယ်ပေါ့နော်ဒီနားမှာတော့ကျွန်တော်ဖြတ်တာမှားသွားတယ်အဲကြောင့်တီးခံပြီပေါ့နော်ကျွန်တော်ဗီဒီယိုကအခုမှတက်စားဆိုလဲဒီမှာပေါ့ဘာလို့ရှိရင်အဲ့လိုတော့တက်သေးဘူးဒီကမကျွမ်းဘူးဗျဒီတော့မှကျွန်တော်တငယ်ချင်းလောက်ခံရလီယိုပါသူကတော့ကဲနောက်ဆုံးတော့လည်းမင်းသားဖြစ်တဲ့ကျွန်တော်ပဲဝင်သွားပါတယ်ဟဲ